အပြင်မှာမိုးကြိုးပစ်တိုင်းသူဟာမိလာပိုက်လုံးကြီးကိုအပြင်းပြင်းနဲ့တစ်ချက်ရိုက်ပုတ်လေးရှိတယ်မိုးကြိုးတန်ထဲမှာပိုက်ရိုက်တန်ပျောက်သွားစေဖို့နဲ့အပေါ်ကကင်းဆောင်နေတဲ့အဆောင်တွေမကြားစေဖို့အတွက်ပါအဲ့ဒီပိုက်လုံးကြီးဟာသူ့အတွက်နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့လမ်းမကြီးပဲဖြစ်ပါတယ်နှစ်ပေါင်းများစွာစူးစမ်းခဲ့ပြီးတဲ့နောက်ဆုံးမှာတော့သူဟာအဲ့ဒီပိုက်လုံးကိုဖောက်ထွက်နိုင်ခဲ့ပါတယ်ပိုက်လုံးပွင့်သွားတာနဲ့အတူညစ်ပတ်နံစော်နေတဲ့အညစ်ကြေးရည်တွေပန်းထွက်လာခဲ့တယ်အနက်အသက်ကဖော်ပြလို့မရအောင်ဆိုးရွားလုံးပေမဲ့သူဂယုမဆိုင်အားပါဘူးသူဟာအဲ့ဒီညစ်ပတ်နေတဲ့ပိုက်လုံးတွေကိုတိုးဝင်သွားခဲ့ပြီးလွတ်လပ်မှုစီကိုဥတီကသွားကိုတင်းတင်းစေပြီးရှေ့ဆက်ခဲ့ပါတယ်သူဟာမေလာပိုက်ထဲကနေအပြင်ကိုထွက်လာတာနဲ့အချိန်မဆွဲပဲတောအုပ်ထဲကိုအမြန်ဆုံးပြေးဝင်သွားခဲ့ပါတယ်ခဏအကြာမှာတော့မနက်မိုးလင်းလို့အကျဉ်းထောင်ထဲမှာလူစစ်တဲ့အခါအချုပ်ခန်းအမှတ်245ကအကျဉ်းသားပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်အဆောင်ကဒေါသတကြီးနဲ့ငါအပေါ်တက်လာလို့ကတော့မင်းကိုတေအောင်ရိုက်တက်ပစ်မယ်လို့အော်ဟစ်လိုက်ပါတယ်ဒါပေမဲ့အခန်းတကားဝကိုရောက်တဲ့အခါမှာတော့သူစွန့်သွားခဲ့ရတယ်အထဲမှာဘယ်သူမှရှိမနေပါဘူးအဲ့ဒီအချိန်မှာဝါဒင်ဝေါ်ဒင်ကဖက်နှက်လဲနေတော့အချက်ပေးတန်အလောင်းမြည်လာပါတယ်တခုခုတော့အကြီးကျယ်မားနေပြီဆိုတာသူနားလဲသွားပြီးအချင်းကန်းဘက်ကိုအမြန်ပြေးသွားခဲ့ပါတယ်ဘာကိုဆိုလိုတာလဲသူကဒေါသတကြီးអော်လိုက်တယ်မင်းညကလူစစ်တုံးကရှိနေသေးတယ်ဒီနေ့ဘလို့ဖြစ်ပြီးပျောက်သွားတာလဲသူဟာချက်ချင်းပဲ Red ကိုခေါ်လာဖို့အမိန့်ပေးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ဟာအမြဲတမ်းအတူတူရှိနေတမန်လူတိုင်းသိလို့ပါဝါဒင်ကတော့သူဘာမှမသိဘူးဆိုတဲ့စကားကိုကြားရတဲ့အခါပိုပြီးဒေါသထွက်သွားပါတယ်အချင်းထောင်တမိုင်းတစ်လျှောက်မှာဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးခဲ့ပါဘူးဒေါသအလွန်အမင်းထွက်နေတဲ့ဝါဒင်ဟာနေရံမှာကတ်ထားတဲ့ပိုစတာကိုခဲတလုံးနဲ့ကောက်ပေါက်လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကခဲဟာပိုစတာကိုဖောက်ထွက်ပြီးတစ်ဖက်ကိုကျသွားတာပါပဲသူအံ့အားသင့်သွားပြီးပိုစတာနားကိုတိုးသွားကြည့်လိုက်တဲ့အခါပိုစတာရဲ့နောက်ွယ်မှာအချင်းထောင်အပြင်ဘက်ကိုဓာတ်ရိုက်ပေါက်တဲ့ဥမင်ပေါက်ကြီးတွေ့လိုက်ရပါတော့တယ်လူတိုင်းအံ့ဩမြင်တက်သွားကြပါတယ်ဒီလောက်ရှည်လျားတဲ့အချိန်ကာလအတွင်းမှာဒီဥမင်ကိုဘလို့တူးသွားတယ်လဲဆိုတာဘယ်သူမှနားမလည်နိုင်ကြပါဘူးအဆောင်တွေနဲ့ခွေးတွေဟာတနေ့ကုန်လိုက်လံရှာဖွေခဲ့ကြပေမဲ့အစွန်းထွက်နေတဲ့လက်ကင်တို့တူအသေးလေးတစ်ခုနဲ့စုပ်ပြဲနေတဲ့အကျဉ်းသားဝတ်စုံတစ်ခုကိုပဲတွေ့ရှိခဲ့ပါတယ်ဒီနေ့အထိအဆောင်တွေဟာယုံနိုင်ခြင်းမရှိသေးပါဘူးလူတစ်ယောက်တည်းကအဲ့ဒီတူအသေးလေးတစ်ခုတည်းနဲ့ဒီလောက်ရှည်လျားတဲ့ဥမင်လိုင်ကောင်းကြီးကိုတူးနိုင်ခဲ့တယ်ဆိုတာကိုပေါ့